KIA လက်နက်ကိုင်အဖွဲ့ကထုတ်လုပ်တဲ့စနိုက်ပါရိုင်ဖယ်နဲ့ချေမုံရေးရိုင်ဖယ်တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပရိသတ်ကြီးမြန်မာနိုင်ငံမှာဖြစ်ပွားလျက်ရှိနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေအတွင်း PDF တွေအပြင်တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအသုံးပြုနေတဲ့ချေမုံရေးရိုင်ဖယ်တွေရဲ့မှာကချင်လက်နက်ကိုင်အဖွဲ့ KIA အဖွဲ့တို့ K09 အမျိုးအစားချေမုံရေးရိုင်ဖယ်တွေပါဝင်နေပါတယ်။ KIA အဖွဲ့ဟာမြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာတိုက်ပွဲမှာအသုံးပြုနေတဲ့လက်နက်တွေကိုကိုယ်ပိုင်ထုတ်လုပ်ပြီးတော့အဲဒီထုတ်လုပ်ထားတဲ့လက်နက်တွေကိုမြန်မာနိုင်ငံတိုက်ပွဲတွေမှာပါဝင်နေတဲ့တခြားလက်နက်ကိုင်အဖွဲ့တွေကိုပြန်လည်ရောင်းချပေးတာကူညီပေးတာတွေလှုပ်ဆောင်ခဲ့ပါတယ်။ KIA လက်နက်ကိုင်အဖွဲ့ကကိုယ်ပိုင်ထုတ်လုပ်တဲ့လက်နက်တွေရဲ့မှာကချင်စနိုက်ပါရိုင်ဖယ်တွေလည်းပါဝင်နေရလို့ဖန်တုံ website ကဖော်ပြထားပါတယ်။အဲဒီကချင်စနိုက်ပါရိုင်ဖယ်ဟာ KIA ကကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ K09 အမည်ရှိတဲ့တိုက်ခိုက်သုံးရိုင်ဖယ်ကိုအစင်းမြင့်တင်ထားတဲ့စနိုက်ပါရိုင်ဖယ်လေးဖြစ်ပါတယ်။ကချင်လက်နက်ကိုင်အဖွဲ့ဟာတရုတ်နိုင်ငံအခြေစိုက်နိုရင်ကိုကုမ္ပဏီကထုတ်လုပ်တဲ့တိုက်81အမျိုးအစားရိုင်ဖယ်ရဲ့မျိုးကွဲရိုင်ဖယ်ဖြင့် K09 အမည်ရှိတဲ့တိုက်ခိုက်သုံးရိုင်ဖယ်ကိုကနဦးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ကချင်စနိုက်ပါရိုင်ဖယ်နဲ့ K09 ရိုင်ဖယ်တို့ရဲ့မူရင်းဖြစ်တဲ့တိုက်81အမျိုးအစားရိုင်ဖယ်တွေဟာတနက်ကြီးတက်တဲ့အလေးချိန်3.4 ကီလိုဂရမ်ရှိနေပြီးတော့ခြေကပ်ကိုတက်ဆင်ထားမယ်ဆိုရင်ရိုင်ဖယ်ရဲ့အလေးချိန်က4.5 ကီလိုဂရမ်ဒါမှမဟုတ်10ပေါင်နီးပါးရှိနေပါတယ်။တိုက်81အမျိုးအစားရိုင်ဖယ်ရဲ့ပြောင်းအရှိ18.5 လက်မရှိနေပြီးတော့ပြောင်းရဲ့4ရစ်ပါရှိကရိုင်ဖယ်ရဲ့စုစုပေါင်းအရှိက38.6 လက်မရှိရလို့တရင်အချက်လက်တွေကိုစုစည်းဖော်ပြတဲ့ Wikipedia website မှာဖော်ပြထားပါတယ်။အဲဒီတိုက်81အမျိုးအစားရိုင်ဖယ်တွေမှာတော့ကြီးစံအဖြစ်9.6 နှစ်မကြီးစံကိုအသုံးပြုပြီးတော့ကြီးစံအလင်းနှုန်းကတော့တစ်စက္ကန့်ကို958မီတာရောက်ရှိနိုင်ပြီးတော့တစ်မိနစ်ကိုကြီးစံအတောင်ကြီး900နဲ့920ကျော်ပြည့်ကတ်နိုင်တယ်လို့သိရပါတယ်။အဲဒီတိုက်81အမျိုးအစားရိုင်ဖယ်တွေမှာရန်ငွေအားသုံးမောင်းပြန်စနစ်ကိုအသုံးပြုထားပြီးတော့ကြီးစံ30ပါတဲ့ကြီးကတ်ကြီးပေါက်အဝိုင်းစသဖြင့်ဘာရှင်အလိုက်အသုံးပြုလို့ရပါတယ်။အဲဒီတရုတ်နိုင်ငံကထုတ်လုပ်ထားတဲ့တိုက်81အမျိုးအစားရိုင်ဖယ်တွေကိုမြန်မာနိုင်ငံရှိတိုင်းသားလက်နက်ကိုင်တွေထဲမှာဝါတိုင်းသားလက်နက်ကိုင်အဖွဲ့နဲ့ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့ကမျိုးကွဲတွေထပ်မံထုတ်လုပ်ထားတယ်လို့သိရပါတယ်။ KIA အဖွဲ့ကထုတ်လုပ်တဲ့ K09 အမည်ရှိတဲ့တိုက်ခိုက်သုံးရိုင်ဖယ်နဲ့ K10 အမျိုးအစားတိုက်ခိုက်သုံးရိုင်ဖယ်တွေဟာမူရင်းဖြစ်တဲ့တရုတ်နိုင်ငံတို့တိုက်81အမျိုးအစားရိုင်ဖယ်တွေနဲ့အခြေခံအချက်လက်ပိုင်းအများစုတူညီပြီးတော့ကွဲပြားခြားနားတာကတော့ပိုလီမာအသုံးပြုတာဖြစ်တယ်လို့ဆိုပါတယ်။ကချင်လက်နက်ကိုင်အဖွဲ့ကထုတ်လုပ်တဲ့ K09 အမည်ရှိတဲ့တိုက်ခိုက်သုံးရိုင်ဖယ်နဲ့ K10 အမျိုးအစားတိုက်ခိုက်သုံးရိုင်ဖယ်တွေပြောင်းကအပြစ်လက်နက်ကိုင်တနက်တင်ပိုင်းတွေကိုမူရင်တိုက်81အမျိုးအစားရိုင်ဖယ်တွေလိုမျိုးမဟုတ်တော့ပဲအနက်ရောင်ပိုလီမာအစိမ်းရောင်ပိုလီမာနဲ့ဇီးရောင်ပိုလီမာတွေအစားထိုးအသုံးပြုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ကချင်စနိုက်ပါရိုင်ဖယ်တွေကတော့ KIA ကထုတ်လုပ်ထားတဲ့ K09 အမည်ရှိတဲ့တိုက်ခိုက်သုံးရိုင်ဖယ်ကိုအခြေခံပြီးတော့ပုံမကောင်းမွန်အောင်ပြုပြင်မောမှန်ကဘာရှင်းပြောင်းထားတဲ့စနိုက်ပါရိုင်ဖယ်ဖြစ်ပါတယ်။အဲဒီကချင်စနိုက်ပါရိုင်ဖယ်တွေမှာပြောင်းရှည်တွေကိုတက်ဆင်ထားပြီးတော့ gas box 3ပေါက်ပါတဲ့ muzzle brake ကိုတက်ဆင်ခဲ့ကစနိုက်ပါတင်ကိုလည်းအစားထိုးပြောင်းလဲခဲ့တယ်လို့ထောက်ပစ်နိုင်အောင်ဘိုင်ဘောစနစ်ကိုပြောင်းရှည်ပြောင်းကနဲ့အရင်မှတက်ဆင်ထိုင်လို့ဆိုကြပါတယ်။ကချင်စနိုက်ပါရိုင်ဖယ်ရဲ့ကြော်ရုပ်အပေါ်မှာစကုတ်တက်ဆင်အသုံးပြုလို့ရအောင်ဖန်တီးတိဆောက်ထိုင်လို့ဆိုပါတယ်။အဲဒီကချင်စနိုက်ပါရိုင်ဖယ်တွေမှာကြီးစံအတောက်20ပါတဲ့ကြီးကပ်ကိုအသုံးပြုနိုင်ပေမဲ့စနိုက်ပါရိုင်ဖယ်နဲ့ပတ်သက်တဲ့အလေးချိန်ကြီးစံအလင်းနှုန်းနဲ့စွမ်းအားကုန်အကွာဝေးနဲ့တိကျရဲ့ဒီဇိုင်းကိုအတိအကျသိရမှုနဲ့ပါနေပြီးတော့စနိုက်ပါရိုင်ဖယ်ကိုတစ်သားပရိဘောကအစိပ်ပိုင်းတွေနဲ့အသုံးပြုတာတွေရှိရလို့စစ်လက်နက်ပစ္စည်းအကြောင်းအရာတွေကိုရေးသားဖော်ပြနေတဲ့ဖန်တုံ website ကဖော်ပြထားပါတယ်။ KIA အဖွဲ့ဟာတရုတ်နိုင်ငံတို့တိုက်81အမျိုးအစားရိုင်ဖယ်ကိုအခြေခံပြီးတော့မျိုးကွဲတွေဖြစ်ထုတ်လုပ်ထားတဲ့ K09 အမည်ရှိတဲ့တိုက်ခိုက်ရေးသုံးရိုင်ဖယ်တွေအပြင် K09 ရဲ့ထက်ဆင့်မျိုးကွဲတွေအဖြစ် K07 အမျိုးအစားရိုင်ဖယ် K10 အမျိုးအစားရိုင်ဖယ်တွေနဲ့ K011 အမျိုးအစားရိုင်ဖယ်တွေကိုလည်းထုတ်လုပ်ခဲ့ပါတယ်။ K011 အမျိုးအစားရိုင်ဖယ်တွေမှာတော့9.6 နှစ်မကြီးစံပြီး45မမဘုံသီးကိုလည်းတွဲဖက်အသုံးပြုလို့ရအောင်အစင်းမြင့်တင်မောမှန်ဖန်တီးထားပါတယ်။ KIA လက်နက်ကိုင်အဖွဲ့ကထုတ်လုပ်တဲ့ K09 အမည်ရှိတဲ့တိုက်ခိုက်ရေးသုံးရိုင်ဖယ် K10 အမျိုးအစားရိုင်ဖယ်တွေနဲ့ K011 အမျိုးအစားရိုင်ဖယ်တွေအပြင်ကချင်လက်နက်ကိုင်အဖွဲ့ကထုတ်လုပ်တဲ့
ဘုံတီးပစ်လောင်ချစနစ်တွေစုံလည်ဘုံတီးပစ်လောင်ချစနစ်တွေကိုရခိုင်လက်နက်ကိုင်အဖွဲ့ AA PDF လက်နက်ကိုင်အဖွဲ့တွေနဲ့တခြားတိုင်းသားလက်နက်ကိုင်အဖွဲ့တွေအသုံးပြုနေစေဖြစ်ကြောင်းသိရပါတယ်ရှင်။